လူပြည်ကနှစ်ပေါင်း100ဟာတာဝရင်တာနတ်ပြည်မှာတရက်ပဲရှိပါတယ်အချက်နှစ်ပုံလေးကိုမြင်လာလေလေစီးစဉ်ခံစားမှုကစမ်းကြယ်လေးလေးဖြစ်ပါတယ်ဖေရရှင်ကိုအမေရံပြုတ်နှောက်ယှက်ခဲ့တဲ့မာနဟာတကယ်တော့နတ်ပြည်6ထပ်ထဲကတကိုးစီးစဉ်ခန်းနာကြီးကျယ်လွန်းတဲ့နတ်ပြည်တစ်ခုရဲ့တကိုးကြီးနတ်မြင်တစ်ပါးဖြစ်ပါတယ်ဗုဒ္ဓဘာသာစာပေလာနတ်ပြည်6ထပ်အကြောင်းကိုဒီနေ့အသေးစိတ်လေ့လာကြည့်ကြရအောင်စတုမဟာရနတ်ပြည်ဟာအောက်ဆုံးထက်ဖြစ်ပြီးလူပုံလူလောကနဲ့အနည်းဆက်ဆုံးနတ်ပြည်တစ်ခုဖြစ်ပါတယ်စတုမဟာရနတ်ပြည်ကိုတတရထဝီရူလကဝီယူပခကုဝေရဆိုတဲ့နမင်းကြီး၄ပါးအုပ်ချုပ်ပါတယ်စတုမဟာရနတ်မြဤတတန်းမှာလူတတန်းနဲ့တွက်ရင်နှစ်ပေါင်း9တန်းရှိပြီးနတ်သက်အားဖြင့်နှစ်900ရှိပါတယ်စတုမဟာရနတ်တီဟာလူပုံရဲ့အထက်ယူဇနာ4200ဝေးကွာသောမြင့်မိုတောင်အလေရှိယူကန်တော်တောင်ထိပ်မှစပြီးမြင့်မိုတောင်အောက်ခြေအထိရှိပါတယ်မြင့်မိုတောင်၄ဘက်တစ်ပတ်စီမှာနမင်းတစ်ပါးစီအုပ်ချုပ်ကြပါတယ်စတုမဟာရနတ်ပြည်ဟာအထက်နတ်ပုံများနဲ့မတူပဲလူပုံလူလောကနဲ့အနည်းရက်ဆုံးနတ်ပုံနတ်ပြည်ဖြစ်တာနဲ့အညီစိတ်ဝင်စားစရာလည်းကောင်းတာမလို့စတုမဟာရနတ်ပြည်အကြောင်းနဲ့နမင်းကြီး၄ပါးတို့ရဲ့အကြောင်းတိကျဗီဒီယိုတင်ပေးထားပါတယ် visuals ကောင်းကောင်းနဲ့တင်ဆက်ထားတာမလို့စိတ်ဝင်စားရင် channel ထဲမှာဝင်ကြည့်လို့ရပါတယ်ဗီဒီယိုကိုပြန်ဆက်ရရင်မြင့်မှုတောင်ရဲ့၄ဘက်စတုမဟာရနတ်ပြည်ကနေနောက်တစ်ဆင့်မြင့်မှုတောင်ထိုက်ကိုတက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့လူသိအများဆုံးတာဝရင်သာနတ်ပြည်ကိုရောက်ပါပြီမာကလူလဲနဲ့အပေါင်းအပါ32ယောက်တို့လူပြည်မှာကောင်းမှုကုသိုလ်များပြုလုပ်ပြီးမြင့်မှုတောင်ပေါ်ရှိနတ်ပုံမှာနတ်မင်းကြီးများဖြစ်လာခဲ့ကြပါတယ်မာကလူလဲမှာခေါင်းဆောင်နတ်မင်းကြီးတက္ကနတ်မင်းတကြားမင်းဖြစ်လာပြီးထိုတကြားမင်းနဲ့တကွာ33ပါးသောနတ်မင်းကြီးတို့အုပ်ချုပ်နေထိုင်ရာနတ်ပြည်ဖြစ်တဲ့ဖြင့်တာဝရင်သာနတ်ပြည်လို့ခေါ်ဆိုပါတယ်တာဝရင်သာနတ်ပြည်ဟာယူဇနာ1000ကျယ်ပြန့်ပြီးတာဝရင်သာနတ်ပြည်အလေမှာယရနာ9ပါးနဲ့စီချဲထားတဲ့ယူဇနာ1000မြင့်သောဝေဇယန္တာပြတဲ့ကြီးတစ်ခုရှိပါတယ်ဒါအပြင်ယူဇနာ90ကျယ်သောနန္ဒာရေကန်နှင့်နတ်တစ်ပင်ပန်းပင်တို့ဖြင့်ဝေစာတော်ဥယျာဉ်ကြီး9ခုတို့သည်လည်းတာယာကြည်နူးဝေရှိကြပါတယ်ထိုဥယျာဉ်ကြီး9ခုကတော့တာဝရင်သာနတ်အပေါင်းတို့နှစ်သက်စွာပျော်ပါရာအလုံးကျဲဝင်းနဲ့နန္ဒာဝင်ဥယျာဉ်အဖျော်ယမာကာများတောက်စား၍အတူရတို့အားကျင်းဝါရာဥယျာဉ်တော်ဖြစ်တဲ့ဖာရုတကဥယျာဉ်ယူဇနာ900ကျဲဝင်းပြီးအာသာဝရီနွယ်နီနတ်ပန်းများပေါက်ရောက်မွေးပြန်တဲ့စိတ်တလက်တာဥယျာဉ်နတ်သားနတ်သမီးတို့ရင်တွဲပျော်မြူရာဖြစ်တဲ့မိထကဥယျာဉ်လှပစမ်းကျေတော်တုနန္ဒာရေကန်တော်ကြီးရှိရာဥယျာဉ်ဖြစ်တဲ့မဟာဝင်ဥယျာဉ်တို့ပဲဖြစ်ပါတယ်တာဝရင်သာနတ်ပြည်မှာပင်လေကတိပင်ဟူ၍ရှိပါတယ်ပင်လေကတိပင်ဟာအဝင်းယူဇနာ300လုံးပတ်15ယူဇနာအမြင့်ယူဇနာ100ရှိပြီးထိုအပင်ရင်းမှာတကြားမင်းဤပန်တုကံပလာမြကြောက်ဖျားရှိတယ်လို့ဆိုပါတယ်မြတ်စွာဘုရားဤစံတော်ဆွဲတော်တို့ထာပနာတီးထားတဲ့စူလာမနစ်စေတီတော်ဟာလည်းတာဝရင်သာနတ်ပြည်မှာတည်ရှိတာဖြစ်ပါတယ်တာဝရင်သာနတ်တပ်ပြည်အနှစ်1000ဖြစ်၍လူလူရဲ့နှစ်အရေးအတွက်နဲ့ဆိုရင်3ကိုယ်6တန်းရှိတယ်လို့ဆိုပါတယ်လူတို့ဤနှစ်တရားဟာတာဝရင်သာနတ်ပြည်တရက်ဖြစ်ပါတယ်တာဝရင်သာရဲ့အပေါ်ကိုတက်သွားလိုက်ရင်တော့ယာမာနတ်ပုံပါနတ်ပြည်6ထပ်မှာအောက်ဆုံးမှရည်လင်3ပုံမြောက်ထက်ပါတယ်စင်ရဲဒုက္ခမှာကင်းကြသောနတ်ချမ်းသာများနေရာပုံဖြစ်သည်တာဝရင်သာ၌တကြားမင်းရှိတဲ့ကဲ့သို့ယာမာပုံတွင်လည်းသူ့ယာမာနမင်းအုပ်ချုပ်ပါတယ်ယာမာနတ်တတိနတ်တုလိအရေးအတွက်အားဖြင့်နှစ်ပေါင်း2000ရှိကြပါတယ်လူတို့၏အရေးအတွက်အားဖြင့်ဆိုရင်14ကလေးနဲ့4တန်းရှိပြီးလူတို့၏နှစ်ပေါင်း200သည်ယာမာနတ်ပြည်၌တရက်ထက်ပါတယ်ယာမာနတ်ပြည်၏အထက်မှာတော့တုတိတနတ်ပြည်တည်ရှိပါတယ်ကြီးကျယ်မင်းမြတ်သောစီးစိမ်ကျက်စီတို့နဲ့ပြည့်စုံကြသူ၍နှစ်သက်ရှင်လန်းခြင်းသို့ရောက်နေကြသောနတ်တို့၏ဆံရပုံဖြစ်ပါတယ်နတ်ဘုံ၏ထူးခြားချက်ကတော့ဖယားအလောင်းနတ်သားများဖယားမဖြစ်မီရောက်လေရှိကြတဲ့နတ်ဘုံဖြစ်ပါတယ်ဂေါရမဖယားအလောင်းဟာလည်းဖယားမဖြစ်မီတဘဝမှာတုတိတနတ်ပြည်၌တ
แต่ตะเกตุมีโดนเมนผิดเกบาเดพยาอลองอีกแมรออนาตะบิงตะเทียซาดีตุรอกองปกโกมยาสังยานัดปีเลผิดบาเดတူတိတာနတ်တက်ဒီနှစ်ပေါင်း4000ရှိပါတယ်လူတို့ယူနစ်400ဒီတူတိတာနတ်ပြည်တရက်ထပါတယ်နေမာနယတိနေမာနယတိနတ်ပြည်ဟာနတ်ပြည်6ထပ်မှာဒုတိယအမြင့်ဆုံးနတ်ပြည်ဖြစ်ပါတယ် ဒီနတ်ပြည်ရဲ့ထူးခြားချက်ကတော့လိုတရားခြင်းပါပဲလိုချင်တဲ့စီးစိမ်ချမ်းသာအလိုရှိသမားကိုစိတ်ကူးလိုက်တာနဲ့ချက်ချင်းဖန်ဆင်းယူနိုင်တဲ့ဖန်ဆင်းရှင်နတ်တို့ရဲ့ဘုံလို့ဆိုနိုင်ပါတယ်အောင်နတ်ပြည်လေးထပ်တို့၌အမြဲတမ်းထားသောကိုယ်ပိုင်ဇနီးမောင်နှံရှိကြသလိုပဲဒီနတ်ပြည်မှာလည်းအမြဲတမ်းဇနီးမောင်နှံများရှိကြပါတယ် နေမာနယတိနတ်တော်မှာတော့အပိုအလွန်စီးစိမ်ခံစားလို့လင်မိမိတို့လိုရာအစင်းအတန်စသည်ကိုကိုယ်တိုင်ဖန်ဆင်းကြလွေထိုဖန်ဆင်းသောအာယုန်၌ပင်မွေလော်ပျော်ပိုင်နေတတ်ကြသောကြောင့်နေမာနယတိများဟုခေါ်ကြပါတယ်ထိုနတ်တို့၏တတန်းသည်နတ်တို့၏အရေးအတွက်အားဖြင့်နှစ်ပေါင်း8000ရှိ၍လူသားတို့၏နှစ်အရေးအတွက်အားဖြင့်ဂရေနရာ34တန်းရှိပါတယ်လူတို့၏နှစ်ရှိရာသည်နေမာနယတိနတ်ပြည်တရက်ဖြစ်ပါတယ် ထိုနဗီကိုအုပ်ချုပ်သောနတ်မင်းကသူ့နိမိတနတ်မင်းကြီးဖြစ်ပါတယ်ပရနေမိတဝိတ္တဝတီဒီနတ်ဘုံဟာနတ်ပြည်6ထပ်မှာအမြင့်ဆုံးနတ်ပြည်ဖြစ်ပါတယ်အောက်တဆင်နတ်ဘုံဖြစ်သောနေမာနယတိနတ်ပြည်ကဲ့သို့ပင်မိမိအလိုရှိသမျှဖန်ဆင်းနိုင်တဲ့အစွမ်းရှိကြပါတယ်သို့တော်လည်းမိမိတို့အလိုရှိရာကိုကိုယ်တိုင်ပင်မဖန်ဆင်းပဲအစေအပါနတ်များကအလိုက်တီးစွာစိတ်တိုင်းကြဖန်ဆင်းပေးကြရတဲ့ကာမဂုဏ်စည်းစိမ်ချမ်းသာကိုစံစားကြသောနတ်တို့ဤစံရာပုံဖြစ်ပါတယ်။ဤနတ်ပုံကိုဝိတ္တဝတီနတ်မင်းကအုပ်ချုပ်ပါတယ်။ဒီနတ်ပြည်မှာစိတ်ဝင်စားစရာကောင်းတာကဘုရားရှင်ကိုအမြဲနှောက်ယှက်လေးရှိခဲ့မာနတ်ဟာဒီနတ်ပြည်မှာတကိုးကြီးနတ်မင်းတစ်ပါးဖြစ်နေကြပါပဲ။သူဟာကာမဂုဏ်စည်းစိမ်ခံစားရတာကိုအင်မတန်နှစ်သက်လွန်းသူဖြစ်တဲ့အတွက်တတ်တော်ရီဒီစည်းစိမ်ဒီတန်တရားတဲ့ကနေလွတ်မြောက်သွားမှာကိုလုံးဝမလိုလားပါဘူး။ဒါကြောင့်ဖျားလောင်းတွေသူတော်ကောင်းတွေတရားသူရကနီးရင်သူ့ရဲ့စီးစယ်အာနာတကိုးစွမ်းအားတို့ကိုတုံးပြီးအငဲလိုက်လံနှောက်ယှက်လေးရှိတာဖြစ်ပါတယ်။အခုနတ်ပြည်ကြောက်ထက်ကြောင်တိပြီးပြီဆိုတော့အောက်ဆုံးထပ်ဖြစ်ပြီးကျွန်တော်တို့နဲ့အနည်းဆက်ဆုံးဖြစ်တဲ့စတုမဟာရေနတ်မင်းကြီး၄ပါးအကြောင်းကိုအသေးစိတ်ထပ်လေ့လာခြင်းတော့အခုမြင်နေရတဲ့ဗီဒီယိုလေးကိုနှိပ်ပြီးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။